သူမသည် Queen of Apocalypse အဖြစ်ပြောင်းလဲသွားပြီးလူသားတို့မမြင်နိုင်သောငရေတကားကိုအတွင်းဘက်မှဖွင့်လှစ်ပေးခဲ့သည်ဤဒီမှာ Monian Empire အတွက်ပျက်စီးခြင်း၏အစပင်ဖြစ်တော်သည်ဇလန်လေးမစမီမှာ like နဲ့ share လေးလုပ်ပေးသွားဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာနောက်ပြီး follow လေးပါလုပ်ပေးခဲ့ပါဦးနော်စကြဝဠာဤအစာဦး၌မြည်သည့်အရာများမရှိခဲ့ unique god ဟုခေါ်သောတစ်ခုတည်းသောဖန်ဆင်းရှင်သာရှိခဲ့သည်ထိုအရှင်သခင်ဤစိတ်ဝိညာဉ်မှသည်စန့်ကျင်ဘက်အင်အားစုကြီးနှစ်ခုပေါက်ဖွာလာခဲ့သည်Lord of Light စနစ်တကျရှိခြင်းနဲ့အလင်းတရားဤအရှင် Lord of Abyss ဖျော်ဖျဲဖြစ်ခြင်းနဲ့အမှောင်တူဤအရှင်ဤအင်အားကြီးနှစ်ခုဤစွမ်းအားများလီဟာပြင်အတွင်းပုတ်တိုက်မိရာမှ Land of Dawn ဟုခေါ်သောကမ္ဘာကြီးဖြစ်တည်လာသည်အလင်းသခင်သည်ရွှေရောင်ဝင်းပါသော Monian Empire ကိုတည်ထောင်၍လူသားတို့အားအကာအကွယ်ပေးခဲ့တော်လေ Everlasting the city stands strong we are protected ငရဲသခင်မှမူကပ္ပမီဤအနှစ်ဆိုင်ဆုံးသော6ကဘာထဲ၌ပုံအောင်ကမိစာတမတော်ကိုတိတ်တဆိတ်မွေးမြူနေခဲ့သည်ငြိမ်းချမ်းရေးသည်ဖန်သားပြင်ကဲ့သို့ကျွတ်ဆက်လာသည်အမှောင်တူ၏အတန်သည်လောဘဇောတိုက်နေသောလူသားတို့၏နားထဲသို့တိုးတိုးလေးဝင်ရောက်လာခဲ့သည်၎င်းတို့အနက်ထင်ရှားသူမှာမြင့်မြတ်သောမျိုးနွယ်စုမှစစ်တီတော်မလီအဲလစ်ပင်ဖြစ်သည်သူမသည်ထာဝရနှုတ်ပြခြင်းနှင့်အဆုံးမဲ့အာဏာကိုမှတ်မောရာမှငရေသခင်နှင့်ပူပေါင်းကသူမ၏ဝိညာဉ်ကိုရောင်းချခဲ့သည်သူမသည် Queen of Apocalypse အဖြစ်ပြောင်းလဲသွားပြီးလူသားတို့မမြင်နိုင်သောငရေတကားကိုအတွင်းဘက်မှဖွင့်လှစ်ပေးခဲ့သည်ဤဒီမှာ Monian Empire အတွက်ပျက်စီးခြင်း၏အစပင်ဖြစ်တော်သည်ငရေတကာပွင့်သွားသည်နှင့်အမျှကောင်းကင်ယံသည်ခရမ်းရင်ရောင်သွေးဆုံခဲ့သည်မိစ္ဆာအုပ်စုကြီးသည်မြေပြင်ပေါ်သို့အလုံးအရင်နှင့်တက်လာခဲ့သည်ဤစစ်ပွဲအတွင်းမိုနီယန်တို့၏ဂုဏ်ဆောင် legendary swordsman အလူကတ်ဤဖခင်သည်သူ၏အင်ပါယာကိုကာကွယ်ရင်းသူရဲကောင်းပိတာစွာကြာဆုံးသွားခဲ့သည်ဤဖြစ်ရကြောင်းစစ်ပွဲသည်နတ်ဖျားများ၏အားပြိုင်မှုအစဉ်မှသည်လူသားတို့၏သွေးကြွေးလက်စားချေမှုအဖြစ်သို့ကူးပြောင်းသွားခဲ့သည်ကလေးငယ်အလူကတ်ဤမျက်လုံးထဲတွင်မြင်တွေ့လိုက်ရသောဖခင်၏ကြာဆုံးမှုသည်နောက်တစ်ချိန်တွင်အမှောင်တို့ကိုချီမုံမိအင်အားအဖြစ်ပြောင်းလဲသွားခဲ့သည်စစ်ပွဲသည် Monian Empire အတွင်း၌သာရပ်တန့်မနေခဲ့ကဘာကြီးဟန်ချက်ကိုထိန်းညှိပေးနိုင်သော Twilight Orb ကိုပိုင်ဆိုင်ရန်အလင်းနှင့်အမှောင်တပ်ဖွဲ့များစူးစမ်းလာကြသည်ဤစွမ်းအားကြီး Twilight Orb ကြောင့်ပင်မြောက်ဘက်အရမှာ Northern Vale နဲ့အရှေ့ဘက်ကမ်းခြေမှာ Kedia Riverlands တို့ပါစစ်မီအတွင်သို့မလွှဲမသွေဆွဲသွင်းခြင်းခံလိုက်ရတော့သည်